ဒီရေမွေးစွတ်ထားလို့ရှိရင်အလိုလိုနဲ့ဖုံးကန်မြင်ပြီးတော့မွှေးကြိုင်နေတဲ့အနံ့မျိုးကိုရနိုင်တယ်ကျွန်တော်တို့မြန်မာရိုးရာမှာနတ်တာ၅ပါးရှိပါတယ်နတ်တာ၅ပါးဆိုတာနတ်သက်ဖြူနတ်သက်နီတောင်တန်ကြီးတောင်တန်ကရိုးကရမတ်ဒီနတ်တာ၅ပါးကဘယ်ကလေးကစပြီးတော့သုံးဆွဲလဲဆိုတော့ရှေးဘရင်နဲ့လက်ပြီးတော့အခုချိန်ဒီမြန်မာတွေတတိချယုံကြည်သုံးဆွဲနေတဲ့ရဟန်းလေးတွေဖြစ်ပါတယ်ကျွန်တော်ဒီညပြောပြမယ့်ရေမွေးလေးကတော့authentic ဆိုလဲမဟုတ်ဘူး inspire ဆိုလဲမဟုတ်ဘူးဒါပေမဲ့ကိုယ်ပိုင် creation ကိုယ်ပိုင် DNA နဲ့လောက်ထားတဲ့ရေမွေးဒီနတ်တာ၅ပါးဆိုတဲ့ဒီအလန့်နေရတော့လောကီဘက်ပေါ့လောကီဘက်တို့ဂမ်ဘီယာဘက်တွေစိတ်ဝင်စားတဲ့လူတွေပြီးလောကီရေးတရားရေးအတွက်ကိုစိတ်ဝင်စားတဲ့လူတွေအထူးသုံးတယ်ဒီနတ်တာ၅ပါးဆက်ပြဆိုလို့ရှိရင်လည်းကျွန်တော်စမ်းကြည့်တယ်ကျွန်တော် honest review တခုကျွန်တော်ပြောပါမယ်ကျွန်တော်တို့လူဒီတောင်ပေါ်ဒေတာထုံးလေပါတဲ့ရေဈေးတွေနဲ့ဆိုရင်ဒီကောင်အမြုပ်ထွက်နေတယ်အဲ့ဒါလေးအားနေချက်တခုရှိတယ်ကျန်တာကတော့တော်တော်လေးအဆင်ပြေတယ်တော်တော်လေးလည်းမှုေးတယ်ဒီဆက်ပြသုံးလိုက်ပြီဆိုရင်မျက်နှာတွေပါတွေကဒီသက်ပြူလို့ကရမတ်တို့အပူနဲ့အေးနဲ့မျှတယ်မျှတဲ့အတွက်မျက်နှာတွေအသားကြီးချောတယ်နူးညံ့သွားတယ်အရန်တိတာတယ်ပြီးခန္ဓာကိုယ်ကနဲ့သက်ပြူနံလေးမှုေးနေတယ်မွေးရကြတော့လေကျွန်တော်တို့အခုကျွန်တော်ကတော့အမျိုးသားဆိုတော့ဒီနတ်သက်ဖြူရေမွေးလေးအကြောင်းကိုကျွန်တော်အမြင်မြန်လေးပြောပြမယ်နတ်သက်ဖြူရေမွေးရဒီဘယ်လောက်ထိတောင်သတိရလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်တော့ကျွန်တော်တို့အဖွားတွေကကြောက်ပြင်မှာနတ်သက်ဖြူခဲလေးကိုတွေ့ပြီးပါဇက်ထဲကိုခုံးခဲ့တဲ့အမှတ်လေးတွေတောင်မှပြန်သတိရနိုင်တဲ့အထိဒီကောင်းရဲ့အနှံလေးကတင်းတယ်ဘသူတွေနဲ့တင်းတော်လဲဆိုလို့ရှင်ဘာသာရေးလိုက်စားတဲ့လူတွေဖျားသွားကြောင်းတဲ့အချိန်ယောက်ျားလေးမိသည့်အဆင့်အတန်းမဆိုဒီရေမွေးစွတ်ထားလို့ရှိရင်အလိုလိုနဲ့ဖုံးကန်မြင်ပြီးတော့မွှေးကြိုင်နေတဲ့အနံ့မျိုးကိုရနိုင်တယ်လူနဲ့ကြိုက်တဲ့ channel လေးဖြစ်ပါတယ်စပယ်ရနံ့ကကျွန်တော်တို့စသချင်းကျွန်တော်ဖြန်းလိုက်လို့ရှိရင်သူကစပယ်နံလေးကိုတင်းတင်းလေးရတယ်ဟိုအရန်ကြိုက်တဲ့လူဆိုလို့ရှိရင်ဒီစပယ်ဥပုပ်တွေလူလက်ခုပ်တွေကိုထည့်ပြီးလို့ရှူလို့ရှိရင်ရတယ်အနံ့လေးအထိကိုရပါတယ်ဈေးနှုန်းအပြင်လည်းတန်တယ် quality အပြင်လည်းတော်တော်ကောင်းတဲ့ရေမွေးတွေဖြစ်ပါကြောင်းကျွန်တော်ဒီကနေပြီးတော့ review ပေးချင်ပါတယ်ကျွန်တော်ရောက်တဲ့ unboxing ဖွင့်ကြည့်လိုက်တယ်ဖွင့်ပြီးတော့ကျွန်တော်စမ်းကြည့်တဲ့အချိန်မှာငါဒါ honest review လုပ်မယ်တေးသေးချာချာလေးလုပ်ပေးမယ်ဆိုပြီးတော့အိုက်စိတ်လေးနဲ့မြမရွရရေမွေးကိုမြမလူမျိုးတွေအနေနဲ့ဒီကိုယ့်ရက်ကံကိုယ့်ရက်ဆန်းကိုဖွင့်လို့ရနိုင်တယ်လို့ကျွန်တော်ယုံကြည်တယ်ဈေးအများကြီးမရှိပါဘူးစမ်းသုံးကြည့်ပါတော်တော်လေးအဆင်ပြေတဲ့ရေမွေးလေးဖြစ်ကြောင်း honest review ပေးပါတယ်ကျွန်တော်တော့ Michael တက်မှာ